ဒီနေ့မှာတော့ပန်ကောက်နဲ့တက်မွေးတဲ့ပန်ဆန်ပြည်လည်နဲ့ဂျပန်ယာကိုတွားလိုက်ခဲ့တဲ့ blog ဖြစ်ပါတယ်။ Evino ယထာနဲ့တွားမှာဆိုတော့ယထာက6:55လောက်ထွက်မယ်ဆိုတော့Evino အိမ်ကနေပြီးတော့9ခွဲထွက်ခဲ့ပေါ့နော်။မိုးအောင်မလင်းသေး Evino တွားချိန်မှာEvino ရေသွားစီယထာပူတာကျတော့ဟိုလမ်ဖုံယထာပူတာပေါ့နော်။အဲ့မှာရောက်တော့ Evino အရင်ဆုံးလက်မှတ်ဝယ်ကြရပေါ့နော်။လက်မှတ်ကတယောက်ကိုမှ23ဘတ်ပဲကြာရပေါ့နော်။6:55လောက်မှာတော့ယထာကစပြီးတော့ထွက်တယ်ပေါ့နော်အဲ့မှာပိုက်ခဲပေါ့နော်အဲ့မှာရောက်လို့ရှိရင်ဒီမျိုးအနီအောင်ကားကြီးနဲ့ပန်ဆန်ပင်လယ်ကိုတွားကြဖြစ်ပါတယ်အရင်ဆုံး Evino ဒီကဒီပိုရာဆိုရဲဆိုင်မှာတွားရပေါ့နော်အဲ့တော့တွားရဲ့ချိန်မှာကြောက်ရလေအရန်နဲ့မှတိုက်တယ်ပေါ့နော် TikTok မှာရှာပြီးတော့တွားခဲ့ရပေါ့နော်ဒီ review လဲကောင်းတယ်ဆိုတော့တွားတဲ့ချိန်မှာတော့ထင်သားတယ်လို့လဲတိတ်မဟုတ်တယ်လို့ဘာလို့ပေါ့ဒါမဲ့လဲပေါ့နော် view ကတော့အရန်လာရပေါ့နော်ဒါမဲ့အစားအစာတွေရောစေးနေရောအများကြီးပေါ့နော်အဲ့မှာEvino တွားနေအဆက်ဆက်တွားရဲ့ချိန်လေးမိုးအရန်အောက်တယ်နည်းနည်းလောက်ကြာမှပဲနေပြန်ထွက်တာပေါ့နော်ပြီးတော့ရှင်ဒီလေအရန်တိုက်တဲ့ခါကျတော့လေရေလိုင်းလေးရတယ်အရန်ဟိုခတ်တယ်ပေါ့အဲ့ဒါနဲ့ပဲအစာပြေပဲစားခဲ့ပေါ့နော်ပြီးတော့Evino တွေဒီ sunset တပ်ပုံတွားရိုက်ကြရပေါ့နော်နောက်နေ့ရောက်တော့Evino တွေဒီ aquarium ကိုတွားလေကြရပေါ့နော် aquarium blog ကိုကျတော့တက်ဒီအကောင့်ထဲမှာတင်ထားပြီးသားပေါ့နော်နောက်ပြီးတော့Evino တွေဒီနောက်ဆုံးမှာတော့ Japan village ဂျပန်ရွာတွားလေကြရပေါ့နော်အဲ့မှာတော်တော်နာမည်ကြီးဂျပန်ရဲ့ဒီအဲ့ဒီမှာတော့နေ့လယ်စာအဲ့မှာစားလိုက်ကြရပေါ့နော်ဒီတို့ဒီအဆိုင်ကအစားအစာလေးတော်တော်လေးစားလို့ကောင်းတယ်ပိုက်စားတဲ့ချိန်မျိုးတော့ဒီအပြင်စားတဲ့ဟာကျတော့နာမည်မိနေပေါ့နော်တွားနည်းနည်းကြာတကယ်တော့တွားခဲ့ရလေနည်းနည်းကြာနေပြီဒီလားဒီဗီဒီယိုကရိုက်ထားအရန်ကြာနေပြီဒီ edit မလုပ်ရသေးလို့ဒီမတင်ဖြစ်ရသေးတာပေါ့နော်အဲ့မှာတပ်ပေါ်နေပါရိုက်ပြီးတော့Evino နေရနေအောင်ပြန်มาတော့မယ်ပေါ့နော်ဒါပေမဲ့ယထာကကြတော့ဒီ3နိုင်လောက်မှထွက်မှာဆိုတော့Evino စောသေးတော့ဒီ beach ကိုပဲထပ်သွားကြရပေါ့နော်အဲ့မှာဒီနေ့လေစားမဟုတ်နေ့လေစားလဲစားပြီးတော့ဒါပေမဲ့နောက်တစ်ခေါက်ထပ်သွားစားပေါ့အဲ့မှာကကြတော့ပူပါလာကြအမှထိုင်ပြီးတော့စားပြီးတော့Evino တွေယထာဘူတာသွားတော့မယ်ပေါ့နော်ဒီလာတော့ကစီးခဲ့တဲ့ကားအနီအောင်နဲ့ပဲယထာဘူတာသွားခဲ့ကြရပေါ့နော်ဒီ blog ကတော့ဒီလောက်ပါပဲအဆုံးလေးကြည့်ပြီးလို့ကျေးဇူးပါ